ဂေါ်လီပါလာတဲ့ဂေါ်လီကမဝတ်တာမောင်လေးရဲ့နော်မဲ့ရေလျှော်ထားတာမဆောက်သေးဘူးရှိတယ်နော်ကိုတဲလောင်းနဲ့မမဈေးရောက်နေနော်ဟုတ်ပြီနော်အရင်သိချင်နေတာဖြေပေးလိုက်ပြီနော်ဖုန်းကိုဒီ What the hell ကိုတန်ချောင်းတို့အိမ်ကိုသိလား ကိုတန်ချောင်း ဟုတ်ကဲ့ ကိုတန်ချောင်းဆိုလို့ရှိရင်ငါးကွေးသေးတဲ့ကိုတန်ချောင်းရှိရယ်ဝက်စည်းတင်တဲ့ကိုတန်ချောင်းရှိရယ်ဘဲထုတဲ့ကိုတန်ချောင်းရှိရယ်ကဲသမားကိုတန်ချောင်းရှိရယ်ဘဲတန်ချောင်းကိုပြောရလေရှင် တန်ချောင်းနဲ့အဲ့လိုတော့များလား ဟိုများရပါရှင် အော် ဒါတော့အရင်သမားကိုတန်ချောင်းမပါသေးဘူးနော် အရက်သမားတန်ချောင်းကြံသေးတယ် ကြံသေးတယ် အော်ကိုတန်ချောင်းနဲ့လည်းမြင်များတာဗျာ ဟိုရှိရလေမသိရင်ဖုန်းဆက်ပြီးလှမ်းမေးကြည့်လိုက်လို့ ဖုန်းဆက်တာမကန်လို့ ဟော ဟိုအဲ့ဒါထားလိုက်တော့ဗျာဟိုနောက်ပြီးတော့လေဟိုကျွန်တော်လေနက်ကတော့လေတတ်စော်ထူလို့ရင်ပဲရေးပြီလား အော်ဒါတော့ကျမလည်းမသိတော့ဘူးရှင်ကျမကိုကြောက်တာမေးကြည့်လိုက်တော့ ဟုတ်ကဲ့ကျွန်တော်ခေါ်ပြီးပါလားဗျာနော် ခေါ်ပြပါခဏတော့ဟိုယောက်ျားရေခမတော့လာပါအောင်ဒီမှာအလားရေးလိုက်ရဲ့ကဲရှင်ခုနမေးကြည့်နေတယ်မယ်ကျမကိုကြောက်မေးလိုက်တော့ ဟုတ်ကဲ့အခုဒီကမှလေနက်ကတော့တတ်စော်ထူလို့ရင်သိလားဟုတ်ကဲ့ဒီချက်လို့ပြောပါဦးအဘာဘာဘာဟမ်ဟာအဘာဘာဘာအဘာ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 အဘာဘာဘာအဘာ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 မဟုတ်လေအခုကျွန်တော်ပြန်ပြောလေအခုဘာပြောနေဘာတွေများနေလို့အဘာဘာဘာအဘာဘာအော်ဘာ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  ။လေးတို့မှားထားလေရရင်နော်။တော့ရအစိမပြရှင်လေပြောတော့ပါလေ ဟုတ်ကဲ့ပါဗျာ အကိုကျွန်တော်လေးကဓမင်းမိုးလေးပါရင်200လောက်ပေးခဲ့ပါလား ဟဲ့ငါမှတော့ကြည့်တော့မအောင်တိုင်တော့ဗာမရှိမလား မလို့မလို့မဲမရိုင်းနဲ့ ဟဲ့ငါပြောတဲ့အတိုင်းဆိုတော့1000တောင်ပြောအောင်ကွာဒီ1000သားတော့ကွာဘာမဆိုင်ညာမဆိုင်နဲ့ငါ့ကိုဆဲသွားသေးတော်ပြီအချိန်ကြီးကုန်လာမရှိသေးဘာမှလှုပ်နေတာဟုတ်လူစားလည်းဘာမှမဖြစ်ဘူး အရှုံးပေးရဲဆိုတာလေလူပြောလူညံ့နေရဲ့အလုံးစ조사စမ်းမှာကြောက်ကြမဟုတ်ဘူးလားတနေ့မှာနေ့အတွက်နေရဆိုတာရှိပြီးသားပဲ တမန် တင်းញိုင်းကုန်ပြီတင်းញိုင်းကုန်ပြီ